ယနေ့ညနေမှာစင်ပြိုင်ကစားခဲ့ကြတဲ့အာဆဖလားယူ19ချီစစ်ပွဲအုပ်စုပွဲစဉ်မှာတော့မြန်မာအသင်းကအိုမန်အသင်းကို2ဂိုးကိုမရှိပြအနိုင်ရရှိခဲ့ပါတယ်။မြန်မာအသင်းဟာ3ပွဲကစား3ပွဲနိုင်ဖြစ်အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာကြောင့်စီးရီးယားနဲ့ပွဲမှာတည်ကြရုံများဖြင့်အတူဟတ်ဂိုးကွာချချက်ကြည့်စရာမလိုဘဲနဲ့တိုက်ရိုက်ချီစစ်ပွဲအောင်မြင်မှာလည်းဖြစ်ပါတယ်။